သမီးလေးလီလီနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းခရစ်တိုကငူကြိုကျောင်းတက်ကလေးကတယောက်ကိုတယောက်သဘောကျခဲ့ကြတာပါသူတို့ဟာနေတိုင်းဘေးချင်းရှင်ထိုင်နေလက်ချင်းတွဲတယ်တယောက်အတွက်တယောက်ပန်းလေးတွေကိုယ်တိုင်ကူးပေးလေးရှိပြီးသူတို့ကိုတယောက်နဲ့တယောက်သဘောကျလာလို့မေးရင်ရှက်သွေးဖြာပြီးမျက်နှာလေးတွေညီရဲသွားတတ်ကြပါတယ်လီလီကမင်္ဂလာဆောင်ပြပွဲတွေကိုကြည့်ရတာသိသဘောကျတာပါတညမှာတော့ TV ထဲကတို့သမီးလေးကိုလက်ညှိုးထိုးပြီးတနေ့ကျရင်သမီးလည်းအဲ့ဒီလိုဖြစ်ရမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူမအသက်10နှစ်အရွယ်မှာကင်ဆာရောဂါခံစားနေရတယ်ဆိုတာသိလိုက်ရပါတယ်ခရစ်ကတော့နေတိုင်းလာလူမမမေးပြီးသူမအတွက်ပန်းလေးတွေယူလာပေးခဲ့တယ်လီလီစားနေနေဖြစ်စားနိုင်အောင်သူအငြင်းစူးစမ်းခဲ့ပါတယ်လီလီစိတ်သက်သာရဆုံးအချိန်ဆိုလို့ခရစ်ရဲ့ဘေးမှာမှီပြီးသူတို့နှစ်ယောက်တူတူမင်္ဂလာဆောင်ပွဲတွေကြည့်နေရတဲ့အချိန်မှာပဲလာပေါင်းများစွာဆေးကုသမှုခံယူပြီးတဲ့နောက်မှာတော့ဆရာဝန်တွေကလီလီမှာရက်သက်တစ်ပတ်အနေငယ်ပဲလိုတော့တယ်လို့ပြောလာပါတယ်။တရက်မှာတော့ပဒင်ပေါ်မှာထိုင်ရင်းသမီးလေးကသူမရဲ့နောက်ဆုံးဆန္ဒကိုပြောပြခဲ့ပါတယ်။သမီးခရစ်နဲ့လက်ထပ်ချင်တဲ့ဟို TV ထဲကလို့တကယ်လက်ထပ်ချင်တာတဲ့ကျွန်တော်မျက်ရည်ကျမိပြီးအဲ့ဒီညမှာပဲခရစ်ရဲ့မိဘတွေစီဖုန်းဆက်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ခရစ်ကလီလီရဲ့ကတင်ဘေးကိုလာပြီးဒူးတစ်ဖက်ထောက်ကတောင်းပန်ခဲ့ပါတယ်။လီလီကတော့ဝမ်းသာလွန်းလို့ငိုပါလေရောခရစ်ဟာသူ့ရဲ့မုတ်ကိုးတွေအကုန်စုပြီးဝယ်ထားတဲ့လက်စွပ်လေးကိုလီလီရဲ့လက်တူကျဲမှာဆုပ်ပေးခဲ့ပါတယ်။အဲ့ဒီစနေနေ့မှာတော့ခရစ်ကဝတ်စုံအပြည့်နဲ့ပန်းစည်းလေးကိုကင်ပြီးကျွန်တော်တို့ရဲ့ channel ကိုရောက်လာခဲ့ပါတယ်။လီလီကလည်းသူမရဲ့သေးငယ်တဲ့ကိုလုံးလေးနဲ့တော်အောင်ပြင်ထားတဲ့သူတို့သမီးကောင်းဝင်ဖြူလေးကိုဝတ်ပြီးရှောက်လာခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်သူတို့ရဲ့မင်္ဂလာပွဲကိုဦးဆောင်ပေးခဲ့ပြီးသူတို့နှစ်ယောက်လုံးရှက်ပြုံးလေးတွေနဲ့လက်ခံပါတယ်လို့သတိပြုခဲ့ကြပါတယ်။အဲ့ဒီနေ့ကလီလီဟာကိတ်မုံနှစ်တုံးပြေစားနိုင်ခဲ့ပြီးညခင်းပြင်ပေါ်မှာခရစ်နဲ့အတူကခဲ့ပါတယ်ခရစ်ကလီလီကိုဟိုမင်္ဂလာဆောင်ပြပွဲတွေကလိုပဲလှည့်ပြီးကပြခဲ့တာပါအဲ့ဒီခဏတာနိုင်ရီနေငယ်အတွင်းမှာကျွန်တော်တို့အားလုံးကင်ဆာရောဂါအကြောင်းကိုမေ့လျော့နေခဲ့ကြပါတယ်3ရက်အကြာမှာတော့လီလီဟာခရစ်ရဲ့လက်ကိုစုပ်ကိုင်ရင်းငင်းချင်းစွာကွယ်လွန်သွားခဲ့ပါတယ်အခုဆို9နှစ်တောင်ကြာခဲ့ပြီဖြစ်ပေမဲ့ခရစ်ကတော့စနေနေ့တိုင်းသူတို့လက်ထက်တုန်းကဝတ်ခဲ့တဲ့ဝတ်စုံလေးကိုသူကြီးလာလို့စအောင်ပြန်ပြင်ချုပ်ပြီးဝတ်စင်ကလီလီရဲ့ကူဘေးမန်စီကိုလာရောက်နှုတ်ဆက်နေသေးပဲဖြစ်ပါတယ်